မဲအဲ့ဘာလုပ်နေလဲဖုန်းကင်တယ်လို့တာတော့မကင်တော့ကျွမ်းယူတော့ကျွမ်းပြီလားဘယ်ဘာတင်ပေးပါဦးဘယ်ဘာတင်ပေးပါဦးဘာလို့ရလဲမဲကူတက်လို့လားကူတက်တယ်ကျွမ်းရနော်အသက်ကြီးမှရှော့မတော့နဲ့ခက်မိရဟာအသက်60ကျော်သွားပြီ60ပဲနဲ့ဘလူးလည်းပြောတာလေအယူကြီးပြောတာအဲ့ပါလေအဲ့ရှောင်းအမေတက်ကိုဒါအယူအမေတက်ကိုပြောတာလေ60ကျော်ပါနော်60ပဲနဲ့64အဲ့မှာအိမ်ပြောင်းနေကာကူကိုတဲ့ဒီမှာတက်တာဝိုင်းဟုတ်တယ်ကူလေကူတဲ့သူလုံးပဲစီသားကူလေတက်တာဝိုင်းဘူးပါလေမလို့ပါမဲကျွမ်းတယ်သူကလုံးကြည့်ပါလောက်ကြည့်ပါဦးကူတဲ့ကူပါဦးအမေပဲကျွမ်းတယ်သူမဲကျွမ်းတယ်သူဟုတ်ပါအခုခေတ်လူငယ်တွေကိုအပြိုင်ရွှိုင်းမလားရွှိုင်းကူဟာအသက်60ကျော်နော်နောက်ပွဲကဒီရဒီကူလေဘလူရိုက်မှာရိုက်တဲ့ကူလေအမေကူတဲ့လှုပ်ကြည့်လေရိုက်မှာရိုက်ပါအမေလှုပ်စမ်းပါရိုက်ပါမဟုတ်ဘူးဟိုလူငယ်တွေကဟိုတော့လူကြီးတွေရှော့တော်နေလှုပ်စမ်းပါပြလိုက်စမ်းပါရိုက်ဟေးဟောဟဲ့ဘုံလုံးကြည့်ရအမေပြောကျွမ်းနေတယ်ပြောดิအင်းတွေကချိတ်တက်ပါတယ်ဒါလည်းမဆိုးပါဘူးအဲ့တော့မဆိုးဆိုလို့လေဟာဒါမှအခုခေတ်လူငယ်တွေဒါအပြိုင်ဒါအခုခေတ်လူငယ်တွေအေးဆေးဆိုတာပြလိုက်ဒီဘုံကအဝင်ထားရမယ်အဝင်ထိုင်းလာတော့အမေကူတော့မကူရလေဘူးအမေရိုက်တယ်အမေကူတက်တယ်လို့ဟုတ်တယ်ကူလေတမောတော့တဆင်ဖုန်းကဖုန်းကန်တော့ကြာနော်